အလုံးမဲမင်္ဂလာပါယူချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါယူဒီနေ့ဘာလို့မလဲဆိုလို့ရှိရင်နုံနို့ရင်တော့ကြောင်းပါပဲဖြစ်ပါရရှင်နုံကတော့အပြင်ကျော်ဆက်နေပါတယ်ဆိုတော့သွားမယ်ပေါ့နော်ဖွင့်နော်မဖွင့်နော်ဟမ်ဒါဖွင့် ဆိုတော့တကားပေါက်ဖွင့်ပါတယ် ကြည့်ဖွင့်ပြီးတော့သူတွိုင်းနေရင်သွားပါတယ်ဒါတော့တကြီးခွေးပေါ့နော်နေအောင်သူရန်လာပေါ့နော်အเจ้าနေပဲဖြစ်ပါရရှင်သူတွန်းလဲတွန်းနေပေါ့နော်အမိုက်ဒီပေါ့နော်ရှုတင်မလာပါဘူးရှင်ရဲ့ channel อ่ะပေါ့နော်တိတ်ပြီးတင်နေမရှိဘူးတင်တာလည်းမကြိုက်ဘူးနော်ဆိုတော့ဒီဗီဒီယိုအားပေးကြပါဦးဒီဘာလို့မတင်ဖြစ်တာလဲဆိုတော့အသေးစိတ်ကိုအခုလေးတင်ရှင်းပြတော့မှာဖြစ်ပါရရှင်ဆိုတော့ယူဆိုတော့ယူကပေါ့နော်ကြောင်းလဲတွားရတယ်ကျူရှင်လဲတွားရတယ်နောက်ကြတော့ကျောင်းပြန်လာပြီဆိုလို့ရှိရင်ယူရမအောင်စလို့ရတယ်ပေါ့နော်ဆိုတော့ယူတို့ကအကြောင်းလို့ဖုန်းသိမ့်မကင်ပြတာပါရှင်မကင်ပြတာပါကြည့်တာကတော့ TikTok ကို3မိနစ်လောက်ကြည့်ပြီးတော့ယူကိုရေချိုးရပါတယ်ရေချိုးပြီးတော့လို့ရှိရင်တော့တနခါလိမ့်ပြီးတော့လို့ရှိရင်ယူတို့က8တယ်ပေါ့နော်8တယ်အဲ့ပြီးတော့ခုကတော့အရာကျောင်းဆင်းတာစာပိုင်းညာလောက်တာနဲ့ဆိုလို့ရှိရင်ကြပါရှင်အတွင်းမှာယူရိုရည်တွေပိုင်းညာချိုးရနေဆိုရင်3နာရီခွဲသွားပါတယ်ပေါ့နော်စာအိတ်တာခု9နာရီ14မိနစ်မှနိုးပါတယ်ရှင်မယ်နိုးချင်းမဲပေါ့နော်ဒီနိုးရိုလာကြိုက်ပါရှင်ဖုန်းစကင်တာပေါ့နော်like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယူနေတိုင်းအဲ့ဒါလေးကိုနေတိုင်းပြောပြတယ်ပေါ့နော်view ဖြစ်နေတဲ့အတွက်ယူကိုအပိတ်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်တောင်းဆိုချင်ပါတယ်ရှင်အိမ်နဲ့တွင်းမှာပဲဖြစ်ပါရှင်သွားလို့ရှိရင်တော့ယူတို့အထက်သွားဝင်မှာပေါ့နော်ထက်သွားဝင်မယ်ပြောတော့မရိုက်တော့ပါဘူးရှင်ဒါပဲရိုက်တော့မှလာဆိုပြန်လာမှလည်းမရိုက်ရှင်မရိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့TikTokကြည့်လို့ပဲဖြစ်ပါရှင်တို့ရှင်မရိုက်ဖြစ်ဘူးပေါ့နော်အရင်ပိုင်ပေါ့နော်ယူရမျက်နှာဖြစ်ပါတယ်တန်